တီလာနဲ့ထုံမွမ်းထားတဲ့စိတ်တွေကဘယ်တော့မှအပယ်အိုဆွဲမချတော့မြတ်စွာဘုရားကဥပမာပေးထားတယ်ထောပတ်အိုးကြီးကိုရေထဲမြုပ်ပြီးတော့ခွဲတဲ့အခါအိုးခွဲတွေကတော့အောက်မှာကြာရင်ပဲထောပတ်တွေကပေါ်တက်လာမှာပဲမြုပ်လို့မရဘူးလေစီတို့ထောပတ်တို့ဆိုရေပေါ်တက်လာအဲ့ဒီတိုင်းပဲသီလပရိပါဝိတစိတ်ဆိုတာအောက်ဆွဲချလို့မရဘူးလေပေါ်တက်မှာပဲတဘာဝကအပေါ်ဆွဲယေကေစိကုသလဓမ္မသဗ္ဗေတိဥဋ္ဌံဘာခင်ကမနိယကုသိုလ်မှန်သမျှအပေါ်ဆောင်တယ်ယေကေစိအကုသလဓမ္မသဗ္ဗေတိအထောဘာခင်ကမနိယအကုသိုလ်မှန်သမျှအောက်ဆွဲချတယ်ဒါတဘာဝတရားနှစ်ခုပဲကိုလှုပ်ထားတဲ့ကုသိုလ်ကနည်းနည်းလေးလို့လည်းမအောင်မေ့တယ်အပေါ်ဆွဲတင်မှာပဲသူနော်ပေါ်ဆွဲတင်မယ်အပေါ်ဆွဲတင်တယ်ဆိုတာချမ်းသာဒုက္ခရဖို့ဖန်တီးပေးမှာပြောတယ်ဒါကြောင့်မို့လို့ဒီလိုဟောတယ်ဒုက္ခံယာဝဆရာတိ